အဖေကတားကိုပိုက်ဆန်ရှာတာဘလောက်ခက်ခဲလဲဆိုတာတီးစီချီလို့ဖခင်နဲ့တားနေရချင်းလဲတဲ့ပြိုင်ပွဲတစ်ခုမှာဝင်ပြန်လိုက်တယ်အဖေကကြောင်းပြန်တက်ပြီးတားကအလုပ်သွားတာဒီပြိုင်ပွဲဝင်ပြီးရဲ့တားဖြစ်သူပိုက်ဆန်ရှာတာဘလောက်ခက်ခဲလဲဆိုတာနားလေလာမယ်လို့သူထင်ခဲ့တာပေါ့ဒါပေမဲ့အလုပ်ရဲ့ပထမဆုံးနေ့မှာပဲတားဖြစ်သူကထူးဆန်းတာတစ်ခုကိုသတိထားမိသွားတယ်သူကကနန်းဒီနဲ့ပတ်သက်ရေးထူးချွန်နေသူဆိုတော့ရင်းနှီးမြုပ်နှံမှုလမ်းကြောင်းမားနေတာကိုမြင်လိုက်ရတယ်ကုမ္ပဏီက3လမပြည့်ခင်ဒေဝါလီခံရတော်မှာဖြစ်ပြီးသူ့အဖေဒုက္ခမရောက်ရအောင်ကောင်းလေးကရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကုမ္ပဏီရဲ့လမ်းပုံဝင်အားလုံးကိုအသုံးမဝင်တဲ့ store တစ်ခုထဲမှာသူရင်းနှီးမြုပ်နှံလိုက်တာပေါ့လို့ဖော်ကိုက်ဖက်ဒေတာ3လုတ်ကုန်ကြပြီးချက်ချင်းရောက်ပြီးမူလအရင်းအနှီးကိုကာကွယ်ဖို့တိုက်တွန်းကြတယ်ဒါပေမဲ့သူကအဆက်90ထပ်တိုးပြီးအနာဂတ်မှာပြန်လေကောင်းမွန်လာမယ်ဆိုတဲ့အပေါ်အရာအားလုံးကိုလောင်းချထက်လိုက်တယ်ပြိုင်ပွဲကိုစောင့်ကြည့်နေတဲ့သူတွေကတော့အကောင်းမြင်စိတ်မရှိကြဘူးဒါဟာမာယွင်းနဲ့လှုပ်ရှားမှုလို့ပြောကြတယ်ဝန်ထမ်းတွေကလည်းညှဉ်းညူပြီးအလုပ်သိရှားဖို့ကင်းစင်နေတော့မှပဲရုပ်တရက်သတင်းတစ်ခုထွက်ပေါ်လာတယ်ကောင်းလေးဝယ်ထားတဲ့ store share ကမကြခင်တဟုန်တို့တတ်တော်မယ်ဆိုတဲ့သတင်းပေါ့တနာလီရင်းမှာပဲကုမ္ပဏီအတွက်ဒေါ်လာ30ရအောင်သူရှာပေးနိုင်ခဲ့တယ်လူတိုင်းအံအားတင်ကုန်ကြတယ်ဒါပေမဲ့ကောင်းလေးကအဲ့ဒီမှာတင်ရပ်မနေခဲ့ဘူးအဲ့ဒီ30ကို The Room Store Share တွေထဲထပ်ထည့်ပြီးအဆက်အရာထပ်တိုးမြုပ်နှံလိုက်တယ်ဒီလိုရက်ကလူတိုင်းကိုထပ်မံထိတ်လန့်စေခဲ့တယ်လူတိုင်းက The Room ဈေးကွက်ကထေးပြီးလို့ထင်နေကြပေမဲ့ကောင်းလေးကစောင့်ကြည့်ဖို့ပြောတယ်ဘန်ဒါရေးကျွမ်းကျင်သူတို့ကတော့သူကကန်ကောင်းလို့သာဖြစ်တယ်လို့ပြောတယ်ကောင်းလေးကထုနဲ့လောင်းချထက်လိုက်တယ်သူသာအနိုင်ရရင်ကုမ္ပဏီကိုသူ့လက်ထဲအပ်ရမယ်ရှုံးရင်တော့ကုမ္ပဏီရဲ့တန်ရှင်းရေးသမားထိရမယ်ပေါ့ကျွမ်းကျင်သူကလည်းဝမ်းတာအားရသဘောတူလိုက်တယ်ကျောင်းမှာအဖေကသူသားတန်းပေါင်းများစွာရှာပေးခဲ့တယ်ဆိုတာကိုကြားတယ်စိတ်အေးသက်သာတက်ပြင်းချလိုက်တော့မှတဲ့သူသားဒရုံးတွေထဲထပ်ရင်းနှီးမြုပ်နှံလိုက်ပြီးဆိုတာသိလိုက်ရတယ်ဒါနဲ့ပြန်သွားပြီးသားကိုတင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်တယ်အစာပိုင်းမှာတော့အရာအားလုံးမှာကျွမ်းကျင်သူခန့်မှန်းထားတဲ့အတိုင်းပဲဖြစ်နေတယ်ဒရုံး store share ကစက်တိုက်ကျဆင်းနေတယ်တခြားကနာဒူ store share တွေကတက်နေချိန်မှာပို့အဖွဲ့ကကောင်းလေးကိုရောင်းပြီးအရှုံးလော့ချဖို့တိုက်တွန်းတယ်လူတိုင်းကကျွမ်းကျင်သူအနိုင်ရမယ်လို့ထင်နေကြတယ်ဒါပေမဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့သတင်းတစ်ခုကအခြေအနေကိုပြောင်းလဲဖြစ်လိုက်တယ်ရိုးရာစစ်လက်နက်တွေကိုကန့်တက်လိုက်တာကြောင့်ကဘာကဒရုံးတွေကိုအာယုံစိုက်လာတယ်ကောင်းလေးဝယ်ထားတဲ့ drone store share ကလည်းတဟုန်တို့တက်သွားတယ်လူတိုင်းပျော်ရွှင်ခဲ့ကြတယ်ဒါတော့ကျွမ်းကျင်သူကကောင်းလေးကကန်ကောင်းလို့တာဆက်ပြောနေတော့မယ်ကောင်းလေးကထားပြီးသူ့ရဲ့ store share နှစ်ခုရေးချေမှုနောက်ကအကြမ်းပြချက်ကိုရှင်းပြလိုက်တယ်သူ့ရဲ့ဦးဆောင်မှုအောက်မှာကော်မဒီကအမခံပြန်လဲနားလန်ထူလာခဲ့တယ်သူကကျွမ်းကျင်သူကိုကြည့်ပြီးခင်ဗျာရှုံးပြီလို့ပြောလိုက်တယ်